18 ရက်နေ့မိုးသည့်မုန်တိုင်းရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး8အခန်းငယ်22မှ25အထိတနေ့သ၌ယေရှုနှင့်တမန်တော်တို့သည်လေတစည်းဖြင့်ကမ်းတစ်ဖက်သို့ကူးကြလေ၏လေပေါ်၌ယေရှုသည်ခိတ္တအိပ်တော်မူ၏ယေရှုကျွန်တော်တို့သေတော့မယ်တိုင်းနေရန်ကြီးနေတယ်နေတော့မယ်ကဲပါဦးတကယ်ဘာလို့တမီးအလုပ်ပြီးဘယ်မလဲယုံကြည်ခြင်းနံပါတ်1ငါဘယ်အချိန်မှခွန်အားမဲ့တယ်လို့ခံစားရတယ်လဲနံပါတ်2ငါသည်မြည်သည့်နေရာ၌ကယ်နှုတ်ခြင်းလိုအပ်သည်နံပါတ်3ငါသည်ယေရှုအားအကျွန်ုပ်အတွက်မြည်သို့ကြားဝင်စေလိုသည်